တော်တော်များများတော့အဲ့လို suggest လုပ်ပြီးတော့ပေးလိုက်ရင်တော်တော်များများတော့ကွက်တိကြတယ်ထဲရောက်ပြီးတော့နေရက်တွင်ပြန်ပြောပါကျမတို့ပြန်လဲပေးတယ်special service တွေပေးရတာပေါ့နော်ဒါကျမလည်းဟိုကိုလည်း main ကလေးဖက်နှက်စီးနေကြဆိုတော့နားလဲတယ်ဖက်နှက်ဆိုတာကိုကဒီ site စီးနေကြပေမဲ့ဒီဇိုင်းပေါ်မှာမူတည်ပြီးတော့လဲအဆင်ပြေတာမပြေတာပြီးလို့ရှိရင်ဖက်နှက်ဒီဇိုင်းကကို6နဲ့လိုက်တာမလိုက်တာလူတိုင်းကစီးကြည့်ကျင်ကြတာပဲဒီအယောင်လေးကြိုက်တယ်ဒီဒီဇိုင်းလေးငါနဲ့လိုက်မယ်ဆိုမဲ့တကယ်ခြေထောက်ပေါ်ရောက်သွားရင်ကိုနဲ့မလိုက်ဘူးဆိုတာမျိုးလဲရှိတတ်တယ်ပေါ့နော်ဒါဟိုဟာဖြစ်တာဆိုတဲ့အခါကျတော့ကျမအဓိက size ပေါ့နော် size ကိုလူတွေကစိုးရိမ်ကြတယ်မိုးကလည်းဒီမြန်မာပြည်ရဲ့ဒီခြေထောက်နဲ့ကိုက်အောင်ထုတ်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်ဟိုတော်တော်များများတော့ကွက်တိကြတယ်ဒါပေမဲ့shoes design လေးပေါ်မှာမူတည်ပြီးကျမ shoes design ကလက်တလော3မျိုးလောက်ထုတ်ထားတာကို design ပေါ်မှာမူတည်ပြီးတော့ဟိုကနည်းနည်းလေးခြေထောက်အနေထားနဲ့ပြောင်းရတာရှိတယ်အဲ့ခါကျတော့ကျမအားကြောင့်မလို့ online မဲဆိုပေမဲ့တိတိကျကျဒီ online ဒီ marketing သမားလေးတွေကိုလည်းတိတိကျကျ train ပေးထားတယ်ခြေထောက်ကဘယ်လိုခြေထောက်မျိုးလဲတိတိကျကျမေးပါတိတိကျကျဟိုဟာသူတို့လိုချင်တာကဘယ် design လဲသူတို့ခြေထောက်ကဘယ်လိုပုံစံလဲစီးနေကြဘယ် size လဲဆိုတာပေါ်မှာမူတည်ပြီးတော့အမကဒီလိုခြေထောက်မျိုးလေးဆိုလို့ရှိရင်တော့ဒီ design ကိုဘယ် size လေးစီးပါဆိုတာမျိုးပြန်ပြီးတော့ suggest လုပ်ပေးတယ်တော်တော်များများတော့အဲ့လို suggest လုပ်ပြီးတော့ပေးလိုက်ရင်တော်တော်များများတော့ကွက်တိကြတယ်ဟုတ်ကဲ့အဲ့လိုမျိုးဟုတ်ပြီးတော့ဟိုရောက်သွားလို့ size အဆင်မပြေဘူးဆိုလဲလက်ထဲရောက်ပြီးတော့နေရက်တွင်ပြန်ပြောပါကျမတို့ပြန်လဲပေးတယ်အဲ့လိုမျိုးလေး service လေးတော့ဟုတ် customer service တော့ဟိုလုပ်ပေးတယ်ပေါ့